မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာအားလုံးပဲဘေးရန်တရဲ့အပေါင်းမှာကင်းလွတ်ကြပါစေလို့ဥစွာဆုတောင်းပါတယ်ဗျာကျွန်တော်စိုက်လေးနဲ့ဗီဒီယိုလေးမတင်ဖြစ်တာတော့ကြာသွားခဲ့ပြီပေါ့နော်တောက်ကြနေမနက်အတွက်တော့ကျွန်တော်စိုက်လေးလဲဆွဲထားတဲ့ဗီဒီယိုလေးနဲ့တင်ပြပေးတော့မှာဖြစ်ပါတယ်17ရက်4လ2025တောက်ကြနေမနက်ပိုင်းအတွက်တော့ခွနောက်ပိတ်လေးနဲ့ကန်ဆန်းရမဲ့တကွက်ကောင်းလေးရဲ့ရန်ကွက်လေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကတော့ site လေးကိုလေ့လာတုံးတက်ပြီးမှမိမိရဲ့ဉာဏ်လေးနဲ့ဖြည့်ဆွတ်ပြီးတော့အသုံးပြုပါခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မနေရရင် subscribe လေးနှိပ်ခဲ့ပေးလို့ရပါတယ်ဗျ site ပုံစံလေးတွေကြိုက်နှစ်တတ်တယ်ဆိုရင်လည်းလက်မလေးတွေနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ခင်ဗျာအခုတွေ့နေရတဲ့ site လေးကတော့17ရက်4လ2025တောက်ကြနေမနေ့ပိုင်းတွင်နောက်ပိတ်နဲ့တဲတကွက်ကောင်းလေးရဲ့ရန်ကွက်လေးတွေဖြစ်ပါတယ်ဗျဒီဆိုင်လေးရတော့ကျွန်တော်နောက်ပိတ်ရပြီးမှထိတ်စည်းကလိုက်ရမှာဖြစ်ပါတယ်ဒီပုံစံလေးနဲ့တကွက်ကောင်းယူမှာဖြစ်ပါတယ်ဗျဒါကြောင့်မို့ပေါ့နော်ကျွန်တော်နောက်ပိတ်လေးကိုပထမအဆုံးကြည့်မယ်ခင်ဗျာနောက်ပိတ်လေးကိုရဖို့အတွက်တော့အဝါရောင်အပင်မှာတော့ကျွန်တော်4000ကိုဥစွာပေါင်းမှာဖြစ်ပါတယ်ဗျအယောင်လေးတွေတော့အနှဲငယ်ထက်နေပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်နှုတ်ကပြောပြတဲ့ကဏ္ဍလေးတွေပေါင်းခြင်းကိုလိုက်နားထောင်ရင်းနဲ့ပဲသဘောပေါက်မယ်လို့ထင်ပါတယ်ဗျပထမပင်အဝါရောင်4000မှာတော့ခွန်ရယ်3ရယ်နှလုံးရှိတယ်ဗျခွန်3နော်4000နဲ့မှာအဝါရောင်4000နဲ့မှာခွန်3နှလုံးရှိတယ်အဲ့ဒီနှလုံးပေါင်းခြင်းက3ညရတယ်ခင်ဗျာ4000ပေါင်းခြင်း3ညရတဲ့အချိန်မှာကျွန်တော်အဝါရောင်အဝိုင်း2ဝိုင်းကိုပေါင်းကြည့်မယ်ဗျအဘောကအဝါရောင်ဝိုင်းမှာတော့3ညရှိတယ်ဗျအောက်ကအဝါရောင်ဝိုင်းမှာတော့ကျွန်တော်9ရှိပါတယ်အဝါရောင်2ဝိုင်းပေါင်းလိုက်မယ်3ည9ပေါင်းလိုက်ရင်9ရပါတယ်အဲ့တော့အဝါရောင်4000ပေါင်းခြင်းက3ညအဝါရောင်အဝိုင်း2ခုပေါင်းခြင်းက9 3ည9ပါဝါလေးရပြီးမှကျွန်တော်9နောက်ပိတ်လေးဖြစ်ပါတယ်ခင်ဗျာနောက်ပိတ်ယူတဲ့ပုံစံလေးကျွန်တော်မိတ်ဆွေတဘောပေါက်ပြီးထင်ပါတယ်ဗျနောက်ပိတ်ရတဲ့ချိန်ကျွန်တော်တို့အဝါရောင်မြင်းလေးကိုပေါင်းမယ်ဗျနောက်ပိတ်နဲ့အဝါရောင်မြင်းကိုပထမဆုံးပေါင်းကြည့်အောင်ဗျကျွန်တော်9နောက်ပိတ်ဖြစ်တဲ့ချိန်မှာတော့2ရယ်1ရယ်9ရယ်ဆိုပြီးမှ3လုံးဖြစ်သွားမယ်ဗျ9နောက်ပိတ်ဖြစ်တဲ့ချိန်မှာအောက်ဘက်ကအဝါရောင်မြင်းထဲမှာ2ရယ်1ရယ်9ရယ်ဆိုပြီးမှ3လုံးရှိသွားမယ်အဲ့ဒီ3လုံးပေါင်းခြင်းက8ရတယ်ခင်ဗျာ8ရတဲ့ချိန်မှာအပေါ်ဘက်ကထိပ်စီးရမယ်အဝါရောင်မြင်းလေးကိုပေါင်းကြည့်အောင်ဗျအပေါ်ဘက်အဝါရောင်မြင်းထဲမှာတော့9ရယ်3ရယ်6ရယ်3လုံးရှိပါတယ်ဗျာ936အဲ့ဒီ3လုံးကိုပေါင်းလိုက်ရင်လည်း8ဆိုပြီးမှလိုက်ပြီးတော့တူညီပြီးမှကျွန်တော်6ထိပ်စီလေးဖြစ်သွားပေးတယ်ဗျနောက်ပိတ်ဖြစ်တဲ့ချိန်မှာအဝါရောင်မြင်းပေါင်းခြင်းကလည်း8အဲ့ချိန်မှာကျွန်တော်ထိပ်စီးဘက်ကအဝါရောင်မြင်းပေါင်းခြင်းကလည်း8တူညီပြီးမှ6ထိပ်လေးဖြစ်ပြီးမှ6ထိပ်9ပိတ်နဲ့ကျွန်တော်65ဒီလိုလေးဖြစ်ပါတယ်ဗျဒါလေးကတော့အဝါရောင်ပင်ပထမပင်ဖြစ်ပါတယ်ထွက်ကနန်းကိုကျွန်တော်အဝါရောင်မြလေးနဲ့ပြပေးထားတယ်ဗျဒုတိယပင်အတွက်အစိမ်းရောင်လေးကိုကြည့်အောင်ခင်ဗျာအစိမ်းရောင်4000ပေါ့နော်အရောင်လေးနည်းနည်းတော့ထက်နေရဗျကျွန်တော်ရွတ်ပြပါမယ်အစိမ်းရောင်4000နဲ့မှာ9ရယ်1ရယ်ရှိတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများတွေ့မယ်ထင်ပါတယ်9ရယ်1ရယ်ဗျ9 1အဲ့ဒီနှလုံးပေါင်းခြင်းက6ရပါတယ်6ရတဲ့ချိန်အစိမ်းရောင်အဝိုင်း2ဝိုင်းကိုကျွန်တော်အဝါရောင်ပင်လိုပဲပေါင်းကြည့်မယ်ဗျအပေါ်ကအစိမ်းရောင်ဝိုင်းမှာ3ရှိတယ်အောက်ကအစိမ်းရောင်အဝိုင်းမှာတော့8ရှိပါတယ်3ရယ်8ရယ်အစိမ်းရောင်အဝိုင်း2ဝိုင်းပေါင်းလိုက်ရင်တော့1ရတာဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်4000ပေါင်းခြင်းက6အစိမ်းရောင်အဝိုင်း2ခုပေါင်းခြင်းက1 6 1ပါဝါအတွဲလေးပေါ့နော်အဝါရောင်မှာက3ည9ပါဝါအတွဲအစိမ်းရောင်မှာ6 1ပါဝါအတွဲလေးဖြစ်ပြီးမှကျွန်တော်တို့အစိမ်းရောင်ပင်မှာတော့ကျွန်တော်8နောက်ပိတ်လေးဖြစ်ပါတယ်ခင်ဗျာ8နောက်ပိတ်လေးဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့အောက်ဘက်ကအစိမ်းရောင်လေးကိုပေါင်းကြည့်မယ်ဗျအစိမ်းရောင်မြင်းပေါ့နော်ကျွန်တော်8နောက်ပိတ်နဲ့အစိမ်းရောင်မြင်းမှာတော့6ရယ်9ရယ်8ရယ်3လုံးဖြစ်သွားမယ်ဗျ6ရယ်9ရယ်8ရယ်အဲ့ဒီ3လုံးပေါင်းခြင်းက3ရတယ်ခင်ဗျာနောက်ပိတ်အစိမ်းရောင်ပေါင်းခြင်းက3ရတဲ့ချိန်ကျွန်တော်ထိပ်စည်းဘက်မှာရှိမယ်အပေါ်ဘက်ကအစိမ်းရောင်မြင်းတွေက3လုံးကိုပေါင်းကြည့်ပါမယ်အပေါ်ဘက်အစိမ်းရောင်မြင်းထဲမှာတော့1ရယ်1ရယ်1ရယ်ဆိုပြီးမှ1 3လုံးရှိပါတယ်1 3လုံးပေါင်းခြင်းကလည်း3ဆိုပြီးမှလာပြီးတော့တူညီနေတာဖြစ်ပါတယ်နောက်ပိတ်အစိမ်းရောင်မြင်းတွေက3လုံးပေါင်းခြင်းကလည်း3ထိပ်စည်းဖြစ်မဲ့ကျွန်တော်အစိမ်းရောင်မြင်းတွေက3လုံးပေါင်းခြင်းကလည်း3တူညီပြီးမှ1ထိပ်စည်းလေးဖြစ်ပါတယ်အစိမ်းရောင်ပင်မှာတော့1ထိပ်8နောက်ပိတ်ကျွန်တော်1 8ဒုတိယပင်ဒီလိုလေးပါဗျ
ကျွန်တော်ထွက်ကနန်းကိုတော့အစိမ်းရောင်မြားလေးနဲ့ပြပေးထားတယ်ခင်ဗျာကျွန်တော်တတိယပင်လေးအတွက်အနီရောင်လေးကိုကြည့်မယ်ဗျအနီရောင်၄တောင်မှာတော့8-5နှလုံးရှိတယ်ခင်ဗျာ8-5အဲ့ဒီနှလုံးပေါင်းခြင်းက3ရတယ်ခင်ဗျာအနီရောင်၄တောင်နှလုံးပေါင်းခြင်း3ရတယ်အဲ့ချင်းကျွန်တော်အနီရောင်အဝိုင်း2ခုကိုပေါင်းရမှာပါအဲ့ဒီအဝိုင်း2ခုပေါင်းခြင်းကကျွန်တော်3ရဲ့ပါဝါ8ဖြစ်ရမယ်ပေါ့နော်နှလုံးပေါင်းခြင်းက3ရဲ့ပါဝါ8ဖြစ်ရမယ်လောလောဆယ်အပေါ်ကအနီရောင်ဝိုင်းမှာတော့1ရှိနေပြီအောက်ကအနီရောင်ဝိုင်းလေးကတော့ကျွန်တော်လောလောဆယ်ကွက်လက်ပေါ့ဗျာနော်အဲ့နှလုံးပေါင်းခြင်း8ဖြစ်ရမယ်1ရှိပြီဆိုတော့ကျွန်တော်ခွန်လိုနေတာဖြစ်ပါတယ်အဲ့တော့အဝါအစိမ်းလေးလို့အနီရောင်လေးကဆက်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့1နဲ့9နဲ့ပေါင်းမှ8ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်နောက်ပိတ်လေးဖြစ်ပါတယ်ဗျအဲ့တော့ခွန်နောက်ပိတ်ယူသွားတဲ့ပုံစံလေးကိုကျွန်တော်မိတ်ဆွေတဘောပေါက်မယ်ထင်ပါတယ်နောက်ပိတ်လေးရတဲ့ချိန်ကျွန်တော်ထိပ်စည်းလေးကိုကြည့်အောင်ဗျခွန်နောက်ပိတ်လေးကိုကျွန်တော်ဖြည့်ရမှာပေါ့နော်ခွန်နောက်ပိတ်ဖြစ်တဲ့ချိန်မှာအောက်ဘက်ကအနီရောင်မြင်းထဲမှာတော့4ရယ်5ရယ်ခွန်ရယ်ဆိုပြီးမှ3လုံးဖြစ်သွားမယ်ဗျာနော်ခွန်နောက်ပိတ်ဖြစ်တဲ့အချိန်မှာ4 5ခွန်ဆိုပြီးမှ3လုံးဖြစ်မယ်အဲ့ဒီ3လုံးပေါင်းခြင်းက6ဖြစ်သွားတာပေါ့နော်အဲ့တော့ခွန်နောက်ပိတ်နဲ့အနီရောင်ပေါင်းခြင်းက6ရတယ်အဲ့တော့ထိပ်သီးဘက်ကအနီရောင်ပေါင်းခြင်းကလည်းအဝါအစိမ်းလို့ဆက်ပြီးလာမယ်ဆိုရင်ကျွန်တော်3လုံးပေါင်းခြင်းက6ဖြစ်ရမှာပေါ့ဗျာနော်ထိပ်သီးဘက်အနီရောင်မြင်းထဲမှာတော့လောလောဆယ်8-5နှလုံးပဲရှိသေးရဲ့ဗျ8-5နှလုံးပဲရှိသေးတယ်3လုံးပေါင်းခြင်း6ဖြစ်ဖို့က3လိုနေတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ခွန်နောက်ပိတ်ဖြစ်တဲ့အချိန်မှာကျွန်တော်အနီရောင်မြင်းနှစ်ခုပေါင်းခြင်း6တူညီဖို့ဆိုရင်3ထိပ်စီလေးလိုတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ site လေးရ3ထိပ်စီနဲ့ခွန်နောက်ပိတ်လေးဖြစ်ပါတယ်ဗျအဲ့တော့ဒီ site ပုံစံမှာနောက်ပိတ်ရပြီးမှထိပ်စီကလိုက်ဖြည့်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကခွန်နောက်ပိတ်ပဲရေးလိုက်တာပေါ့နော်3နောက်ပိတ်ကတော့ခွန်ဖြစ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခွန်နောက်ပိတ်ကိုပဲယူလိုက်တယ်ဗျအဲ့တော့3ခွန်တကောက်ကောင်းလေးဖြစ်ပါတယ်ဗျကျွန်တော်မိတ်ဆွေကျွန်တော်တင်ပြပေးတဲ့ site ပုံစံလေးကိုလေ့လာပြီးတော့ကြိုက်တယ်ဆိုရင်တော့ဒါလေးတွေကိုကန်ဆန်းပါဗျာနော်အဲ့တော့3ခွန်ဒီတကွက်ကောင်းဖြစ်ပါတယ်ဒူရောအနေနဲ့ကတော့1ခွန်6ခွန်ဖြစ်ပါတယ်ဗျကျွန်တော်ရန်ကွက်မှာတော့8ခွန်ဆိုပြီးမှကျွန်တော်3ခွက်ထည့်ပေးလိုက်ပါတယ်ခွန်နောက်ပိတ်ကိုကျွန်တော်168နဲ့တွဲပေးလိုက်တာဖြစ်ပါတယ်ဗျအဲ့တော့ဒူရောမှာတော့1ခွန်6ခွန်ထည့်လိုက်ပါတယ်ရန်ကွက်မှာတော့8ခွန်ဆိုပြီးမှစုစုပေါင်းကျွန်တော်တို့4ခွက်တော့ဖြစ်သွားမယ်တစ်ခွက်ကောင်းကတော့3ခွန်ဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ site ပုံစံလေးတွေကိုလေ့လာပြီးတော့ကြိုက်တယ်ဆိုရင်တော့လည်းကန်ဆန်းပါခင်ဗျာကျွန်တော်လည်းဆင်းလာနိုင်တဲ့ပုံစံလေးတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးခြင်းတာဖြစ်ပါတယ်အဲ့တော့ကန်တရားကလည်းကျွန်တော်တို့နဲ့အတူရှိနေပါစေဒီတောက်ကြမနက်ကနော်ထွက်မဲ့ကနန်းကလည်းကျွန်တော်ရဲ့ဒီ site ရဲ့ပုံစံလေးတိုင်းဆင်းလာပါစေလို့ကျွန်တော်လည်းဆန္ဒပြုဆုတောင်းပါတယ်ဗျာအားလုံးပဲကျွန်တော်တောက်ကြနေမနက်ပိုင်းမှာကျွန်တော်ရဲ့ကနန်းလေးတွေနဲ့ကန်ကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ကျွန်တော်ဟိုမှာတဲ့အခါမှာလည်းလက်ခံပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ပါမယ်ခင်ဗျာ